အားလုံးမင်္ဂလာပါကျွန်တော်မေချွေများတတိဒီကိုကစားကြတော့မယ်ဆိုရင်တတိဒီရဲ့အခြေခံသဘောတရားတွေကိုနည်းနည်းလေ့လာတဲ့ねအခြေခံသဘောတရားတွေကိုလေ့လာနိုင်ဖို့အတွက်တတိဒီမှာဘယ်လိုလက်ကိနံပါတ်ကိုမြုပ်ထားပြီးဘယ်လိုပြောမျိုးနေအောင်ကဏ္ဍတွေလုပ်တယ်လဲဆိုတဲ့သဘောတရားတွေဒါတွေကိုကျွန်တော်အခုဒီဗီဒီယိုရဲ့ရှေ့ပိုင်းလေးမှာပြောပြပြီးရင်ဒီခုပွဲအတွက်အဲ့ဒီရဲ့ formula နည်းအရာနဲ့ပြောသွားကြည့်မယ်ပြောသွားကြည့်အောင်အဲ့ဆိုရင်ကျွန်တော်အင်းထောင်ခုနှစ်ကိုသွားကြည့်မယ်ထောင်ခုနှစ်နှစ်ဦးမှာထွက်တဲ့183အဲ့ဒီရဲ့သူရှိတွေကိုဘောက်ကတပင်တော်ကစစ်ထိန်နဲ့9ဘောက်ဖြစ်ခဲ့အဲ့ဒီ183အလဲတိုင်းရှစ်ကသူ့အောက်က2ကွက်ဖြစ်တဲ့နောက်ပိတ်3နဲ့နောက်ပိတ်6နဲ့9ဘောက်ဖြစ်ခဲ့တယ်အဲ့ဒါကို3မိနစ်ကြော်လိုက်မယ်ခွန်ထွန်ရောက်သွားတာပေါ့အဲ့ဒီခွန်3လုံးရှိတွေ4ပေါက်နဲ့တပိန်တော့3ထိန်းနဲ့9ပေါက်ဖြစ်တယ်အဲ့ဒီခွန်ထွန်နဲ့နောက်ပိန်နှလုံးခွန်ထွန်အလဲခါနဲ့နောက်ပိန်နှလုံး9နှလုံးနဲ့9ပေါက်ပြန်ဖြစ်တယ်အ3မိနစ်ပြန်ကြော်မယ်ဒီရှည်တွေ3လေးကိုခွန်ဖြစ်ဖို့အတွက်တပိန်တော့မှ3ညထည့်ရိုက်တယ်အလဲတိုင်း4ခါကိုနောက်ပိတ်3ညနောက်ပိတ်3နဲ့ခွန်ရက်ခဲ့တယ်ဒါဒီသူက6ပိတ်တစ်ဖြတ်ကိုလာတယ်စနစ်သူကဘယ်လိုလာသလဲလူကိုကျွန်တော်တို့ကအမေးဖြေတဘောပြောလိုက်တဲ့ဒီအထက်3ခွက်ဒီအမေးတဘောတွေရတယ်အောက်3ခွက်ကအဖြေတဘောတွေရမယ်နဲ့သူလာတယ်အဲ့ဆိုကျွန်တော်ကြည့်အောင်ဒီတိထိတ်ကဒီ3ပိတ်ကဒီတခါရယ်ဒီ6ပိတ်ကအမှဒီဆက်ရကလေးပေါ့အဲ့ဒီကနန်းလေးလုံးပေါင်းတီတစ်ဖြစ်တယ်အဲ့ဒီတစ်ဖြစ်လို့ဒီမှာဖြေလိုက်တာက3314ဒီပစုံတော်ကွေးပုံစံလေးနဲ့တစ်လို့ပြန်ဖြေအဲ့ရောဒါအစိမ်းချောင်းနိုင်သွားတာနောက်တစ်ခါအနီချောင်းနိုင်သွားကြည့်မယ်ဒီ3ပိတ်ကတစ်ခါရဲ့ရှစ်ထိတ်က6ပိတ်က3186 18ပေါက်ဖြစ်တယ်အဲ့လို18ပေါက်ဖြစ်တယ်လို့ဒီဘက်မှာ83ရဲ့3ထိတ်က4ခါရဲ့4338ဆို8ပြန်ဖြစ်တယ်သူဒီlucky number ဖြစ်ဖို့ဒီလေးတစ်လုံးနဲ့ကိုနှစ်ဖက်ချုပ်တယ်လာတာနော်အစိမ်းခွက်ကတစ်ဖက်မေးတယ်ဒီတိုင်းဖြေတယ်အနီတိုင်းကတစ်ဖက်မေးတယ်ဖြေခဲ့တယ်အဲ့ဆိုဒုတိယပြားကိုကြည့်အောင်ဒီ9လုံးခွာထားရရဲ့ဒီတစ်ခါရ9ပေါက်ရနေပြီဒီ9ပိတ်က3ညဖြစ်နေအဲ့3ညဖြစ်နေလို့တွေ့ဒီညာဘက်လဲက616ခွန်3ညရိုက်ခဲ့ပြီ3ညရိုက်ခဲ့ဖို့တော့ခွန်ခါလိုးနေတာအဲ့လိုထပ်မေးကြည့်မယ်ခွန်ရဲ့တစ်က3ရဲ့17ဖြစ်နေတယ်ဒီ9နဲ့ဆို6ဆိုကြိုက်မလားခွန်66 19ရတယ်ခွန်ခါနဲ့6ရတယ်ဒီလက်ကိန်းတစ်ပါးခွန်ဖြစ်ဖို့ရည်ဒီအစိမ်းချောင်းတိုင်းတချုပ်တယ်လို့အနီချောင်းတိုင်းနဲ့ချုပ်ထားတယ်ကဲအဲ့ဆိုတတိယပိုင်းကိုကြည့်ရအောင်ဒီ3နှစ်ခွာထားတဲ့3နှစ်5ပေါက်ရဲ့ဒီ4ခါရဲ့ဆိုတော့9ပေါက်ရတယ်အဲ့ဒီ9ပေါက်ကိုဒီ3ဘိန်းနဲ့ပေါက်ရင်2ပေါက်ဖြစ်တယ်2ပေါက်ဖြစ်တော့ဒီအောက်ွက်ကို6ခွန်1 4ပေါက်ရနေတော့နှစ်ဖြစ်အောင်8ခါထည့်မယ်ဟုတ်ပြီအဲ့ဆိုဒီဘက်ကကြိုက်သလား
နှစ်ပိတ်ကလေးခါရဲ့တုံညာထိတ်က6ပေါက်ဖြစ်တယ်ဒီ3ပိတ်ကဆိုတော့900ဒီဘက်မှာ36ရှိတယ်ဒီဘက်မှာ20ရှိတယ်900အဲ့တော့အချို့ပြောတာဒီလက်ကိနာမှာရှစ်ဖြစ်ဖို့ရေးဆိုလို့ရှိရင်နှစ်ဖက်ချုပ်ပြီးထွက်တာအဲ့တော့ဒါဂေါ်လီလုံးနိုင်တာလားဒါကျွန်တော်မေးခွန်းထုတ်ပြီဒါဂေါ်လီလုံးနိုင်တာမဟုတ်ဘူးဒီအလုံးကြီးကျွန်တော်တို့မြင်နေရတာပဲသို့သောဒီလောက်တိုးတက်တဲ့ခေတ်ထဲမှာ electronic ပစ္စည်းတွေကဘယ်လောက်သေးငယ်ငယ်သူထည့်ထားလို့ရတယ်အမြင်ပြမယ်ဥပမာပြပြောပြကျွန်တော်တို့အိမ်တိုင်းမှာရှိတဲ့ TV တွေကိုကြည့်နေကြတယ် TV ရဲ့မှန်သားပြင်မှာဒီတိုင်းပဲသူ့ပုံစံပေါ်တယ်ကိုက MRTV ဖွင့်ရင် MRTV ရဲ့ရွှေကိုနှိပ်လိုက်မြားဘူးဖွင့်ရင်မြားဘူးနှိပ်အဲ့တိုင်းဖွင့်တယ်လို့ဒီစဘောပဲအဲ့တော့ဒီအမှန်ကချုပ်ကွက်မိအောင်ရှာနိုင်ရမယ်ဘယ်မြုပ်တာလဲဘယ်ဖြစ်တယ်လဲအဲ့စဘောတရားအဲ့တော့ဒီသဘောတရားဒီဒါ6ကွက်နှုံးနဲ့တွားရင်3ကတ်တွားတော့အဲ့တော့ကနန်းတစ်ခုကိုကျွန်တော်တို့ဒီဘက်မှာလာမြုပ်လိုက်တာမြုပ်ဖို့ရေးကိုဒီ18ခုနှစ်မှာအဲ့ဒီအတိုင်းမြင်ကနေပြီးနှစ်ခါတဲ့နှစ်ပင်တော်မှာတစ်ခါတဲ့အောက်တပင်တော်မှာတစ်ခါရဲ့တပင်တော်မှာ3ပိတ်တယ်သူ့နောက်နဲ့မှာခုံပိတ်ရမယ်ဟုတ်ပြီသူ့အောက်ကအဲ့ဒါ6ပင်ကုန်သွားပြီနှစ်ခါတဲ့နှစ်ပင်တော်မှာတစ်ခါတဲ့တပင်တော်မှာ3ပိတ်တယ်သူ့နောက်မှာခုံပိတ်ဟုတ်ပြီနောက်တစ်ခါနှစ်ခါတဲ့နှစ်ပင်တော်မှာတစ်ခါတဲ့တပင်တော်မှာတစ်ပိတ်တယ်သူ့နောက်နဲ့မှာခုံပိတ်တယ်အဲ့ဒီနေ့တည်းမှာကနန်းတစ်ခွက်ကိုဘယ်လိုမြုပ်ထားလဲလို့ကြည့်အောင်ဒီ6ပင်3လီ6 3လီ18ကလာတဲ့နံပါတ်ဒီအရေးသားကဘယ်လိုရေးလိုက်သလဲဆိုကြည့်အောင်နော်ဒီအလေတိုင်းခွန်ရယ်ဒီရှီရွယ်30ရယ်ကဘာရနေဆိုတော့9ပေါက်ရတယ်ဒီအကွက်9ရယ်ဒီနောက်ပိတ်လေးရ3ရတယ်ခွန်3ပေါ့အဲ့ဒီခွန်3လေးတွေရှေ့မှာမက်တက်အခြေခံနေရှိတယ်ကျွန်တော်ဖိုင်ရှေ့မှာဆိုလို့မပြောတော့ဘူးသို့တော့အဲ့ဒါနားလေထားအဲ့တော့ဒီမလာကီနံပါတ်တစ်ခုကိုဘယ်လိုကိုင်းပြီးသွားတယ်ကြည့်အောင်ဒီရှေ့ရွယ်နှလုံးပေါင်းခွန်ကိုတောင်းပြ3လို့30လို့ရိုက်တယ်ခွန်ကို3ညလို့ရိုက်တယ်ရိုက်တော့အဲ့ဒီရှိနေတဲ့အဲ့ဒီနေတဲ့မှာထွက်မဲ့18ပင်အထိသွားမယ်ကိန်းကခွန်ဆိုတဲ့လက်ကီနာဘာကိုယူပြီးသူကနေပြီးဘယ်လိုမြုပ်တယ်လဲကြည့်အောင်အဲ့ဒီခွန်ဆိုတဲ့ကိန်းကိုလက်ချုပ်ကင်ထားပြီးနောက်ပိတ်ကနန်း9နဲ့ပေါင်းအောက်ဘွဲဒီ6တိ9နဲ့9နဲ့ပေါင်း6တိဒီဘွဲဒီ9နဲ့4နဲ့ပေါင်းအောက်ဘွဲ1တိအောက်ဘွဲ1တိဒီဘွဲဒီ9နဲ့3နဲ့ပေါင်းအောက်ဘွဲ9တိဒီဘွဲဒီ9နဲ့8နဲ့ပေါင်းအောက်ဘွဲ9တိဒီမှာခွန်ရေးပေါင်းမယ်အောက်ဘွဲမှာ4တိ9နဲ့1နဲ့ပေါင်းမှာအောက်ဘွဲ8တိ9နဲ့6နဲ့ပေါင်းမှာအောက်ဘွဲမှာ3တိ9နဲ့1နဲ့ပေါင်းမှာအောက်ဘွဲမှာ8တိ9နဲ့5နဲ့ပေါင်းမှာအောက်ဘွဲမှာ2တိ9နဲ့9နဲ့ပေါင်းအောက်ဘွဲမှာ4တိ9နဲ့5နဲ့ပေါင်းအောက်ဘွဲမှာ2တိ9နဲ့6နဲ့ပေါင်းလို့ရှိရင်အောက်ဘွဲမှာ3တိ9နဲ့6နဲ့ပေါင်းအောက်ဘွဲမှာ3တိ9နဲ့9နဲ့ပေါင်းအောက်ဘွဲမှာ4တိ9နဲ့8နဲ့ပေါင်းအောက်ဘွဲမှာ5တိဒါ18ပြီပြီးတော့တဲ့ချိန်အဲ့တော့ခွန်ရင်းပေါင်းရင်အောက်ဘွဲမှာ4တိရမှာမတည်ဘူးထွက်လာကြည့်နော်ထွက်လာသလိုတုံညာထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်တစ်ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်တစ်ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်6ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်6ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်ခွန်ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်3ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်5ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်4ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်တုံညာထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်6ထိပ်ကြီးရဲ့ပါဝါလဲအောက်ဘွဲမှာတည်တယ်
ခွန်ထေကြီးရဲ့ပါဝါ2လဲအောက်ဘွဲမှာတည်တယ်3ညထေကြီးရဲ့ပါဝါ5လဲအောက်ဘွဲမှာတည်တယ်4ထေကြီးရဲ့ပါဝါ9လဲအောက်ဘွဲမှာတည်တယ်ခွန်ထေကြီးရဲ့ပါဝါ2လဲအောက်ဘွဲမှာတည်တယ်3ထေကြီးရဲ့ပါဝါ8လဲအောက်ဘွဲမှာတည်တယ်1ထေကြီးရဲ့ပါဝါဒီအောက်ဘွဲမှာစထွက်လာတယ်ဟော6ရော4ရောအတွဲလိုက်ကိုထွက်လာတာထွက်လာသလိုအဲ့ system မှာဘယ်လောက်ဒီကိုင်းလဲပြောကြည့်အောင်ဒီထက်နှလုံးပေါင်းနဲ့ဒီအောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်ရမှာဒီထက်နှလုံးနဲ့အောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်ရမှာဒီတောက်လျှောက်ဒီဘွဲနှလုံးနဲ့အောက်ဘွဲ9ပေါက်ဖြစ်ရမှာဒီဘွဲနှလုံးနဲ့အောက်ဘွဲ9ပေါက်ဖြစ်ရမှာဒီဘွဲနှလုံးနဲ့အောက်ဘွဲ9ပေါက်ဖြစ်ရမှာဒီဘွဲနှလုံးနဲ့ဒီအောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်ရမှာဒီဘွဲနှလုံးနဲ့အောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်တယ်နော်ဒီဘွဲနှလုံးနဲ့အောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်တယ်ဒီဘွဲနှလုံးနဲ့အောက်ဘွဲတစ်လုံးနဲ့9ပေါက်ဖြစ်တယ်သူစစ်စတန်ဘလောက်ခိုင်းနေလဲစဉ်းစားကြည့်အောင်ဒီဘွဲနှလုံး9နဲ့အောက်ဘွဲ3နဲ့9ပေါက်ဖြစ်တယ်ဒီဘွဲနှလုံး10နဲ့အောက်ဘွဲ9ပေါက်9နဲ့9ပေါက်ဖြစ်တယ်ဒီဘွဲနှလုံး10နဲ့အောက်ဘွဲ9နဲ့9ပေါက်ဖြစ်တယ်ဒီဘွဲနှလုံး1နဲ့အောက်ဘွဲ6နဲ့9ပေါက်ဖြစ်တယ်ဒီဘွဲနှလုံး3နဲ့အောက်ဘွဲ9နဲ့9ပေါက်ဖြစ်တယ်ဒီနှလုံး10နဲ့အောက်ဘွဲ9နဲ့9ပေါက်ဖြစ်တယ်နော်ဒီနှလုံး4နဲ့အောက်ဘွဲ3နဲ့9ပေါက်ဖြစ်တယ်ဒီနှလုံး6နဲ့အောက်ဘွဲ1နဲ့9ပေါက်ဖြစ်တယ်ကဲအောက်ဘွဲမပါတော့ဘာမှမပါတော့နောက်ဘွဲခွန်ကို9ပေါင်းနဲ့ကိလဲထွက်လာတယ်နော်ထေကြီးပါဝါ1ရဲ့ပါဝါ6လဲထွက်လာတယ်အဲ့တော့ဒါတွေဒီဂေါ်ရီလုံးလှိမ့်လာတာလို့ယူဆမယ်ဆိုရင်ဘယ်လိုမှဒါဖြစ်မရတဲ့အရာတွေဟုတ်ပြီအဲ့တော့ဒီနေ့ထဲမှာအဲ့ system မျိုးနဲ့ဆိုတာတွေ့ပြန်တယ်တွေ့တော့ကြည့်ရအောင်ဒီမဲ့ဒီ formula လေးအတိုင်းပဲသူရေးထားပြီပြီးမှဘယ်နာထော်တာဆိုတော့ကြည့်ရအောင်ဒီလေတိုင်းခွန်နဲ့ဒီရှိရွဲနဲ့ဒီခွန်မယ်ဒီအကွာ6နဲ့ခွန်ပိတ်ဒီ3ဒီမှာလေးကြည့်အကွာ9နဲ့4ပိတ်ဒီ3အလေတိုင်းခွန်နဲ့ရှိတဲ့ခွန်ဖြစ်လာပြီဖြစ်လာတော့ဘလူးကနန်းကတည်တယ်လေဒီနှလုံးခွန်ကိုနှစ်ခတ်3နဲ့ထောက်လို့သေးသွားတယ်ဒီနှလုံးလေးကိုနှစ်ခတ်နဲ့ထောက်လို့ကဲအဲ့ကြကြည့်အောင်ဒီဘွဲမှာဘလူးကနန်းလေးမြုပ်လာတယ်ခွန်ထိတ်ကို4နဲ့ပေါင်းမှတည်တယ်ခွန်ထိတ်ကို4နဲ့ပေါင်းမှတည်တယ်3ထိတ်ကို4နဲ့ပေါင်းနဲ့တည်တယ်8ထိတ်ကို4နဲ့ပေါင်းနဲ့အောက်ဘွဲတည်တယ်9ထိတ်ကို4နဲ့ပေါင်းနဲ့တည်တယ်6ထိတ်ကို4နဲ့ပေါင်းနဲ့အောက်ဘွဲ3ညတည်တယ်2ထိတ်ကို4နဲ့ပေါင်းနဲ့အောက်ဘွဲ6တည်တယ်3ထိတ်ကို4နဲ့ပေါင်းလို့ရှိရင်အောက်ဘွဲ9တည်တယ်3ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ9တည်တယ်ဒီ3ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ9တည်တယ်ဒီ3ထိတ်ကို4နဲ့ပြန်ပါအောက်ဘွဲ9တည်တယ်ဒီ2ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ6တည်တယ်ဒီ3ထိတ်ကို4နဲ့ပေါင်းလို့ရှိရင်အောက်ဘွဲ9တည်တယ်8ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ2တည်တယ်8ထိတ်ကို2နဲ့ထပ်ပေါင်းမယ်အောက်ဘွဲ2တည်တယ်3ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ9တည်တယ်6ထိတ်ကို4နဲ့ပေါင်းလို့ရှိရင်အောက်ဘွဲ3ညတည်တယ်9ထိတ်ကို6နဲ့ပေါင်း4နဲ့ပေါင်းလို့ရှိရင်3တည်တယ်6ထိတ်ကို4နဲ့ပေါင်းအောက်ဘွဲ3ညတည်တယ်ဟုတ်ပြီနော်8ထိတ်ကို4နဲ့ပေါင်းရင်2တည်တယ်အဲ့1ထိတ်ကို4နဲ့ပေါင်းရင်5ဘာတော့ထွက်လာလဲအဲ့တော့ तू ကတည်လိုက်တာကဒီချိန်ကကနန်းနဲ့နှစ်ချိန်ကနန်းကိုပေါင်းလို့တည်တဲ့ပြောကအဲ့နှစ်ချိန်ကနေစတည်လိုက်တာဒီ20နဲ့တစ်ချိန်ထိဆိုအပင်20တည်သွားတယ်အဲ့ဒါဒီဘာကြောင့်လုံးကျွန်တော်အဲ့တော့သူ့ရဲ့ကောက်တောင်းကိုရှားကြည့်တယ်သူဒီဘယ်ဖော်မြူလာလာတာတော့အပင်20လုံးကတည်သွားတယ်အဲ့ဆိုရင်အပင်20ရဲ့တိုင်ပင်ခင်းချင်းကဘယ်ရရှိတယ်လဲတို့ရှားကြည့်မယ်ကြည့်အောင်နော်အပင်20ရဲ့ခင်းချင်းကိုကြည့်အောင်အပင်20အဲ့တော့ကျွန်တော်တို့ဒီမှာ98ခုနှစ်မှာ
ဒီအနဲ့တန်းတွေကဒါ၄ပင်နေ၄ပင်တခြားမှာအနဲ့တန်းတစ်ခုရှိတယ်အဲ့ဒီအနဲ့တန်းရဲ့အောက်ကပင်ကနေပြီးတပင်ကျော်ကနေအောက်တပင်ကျော်ကနေပြီးတော့နောက်ပိတ်ကိုနောက်ပိတ်1နောက်ပိတ်4နောက်ပိတ်6လေးလုံးအောင်တုံကြရတယ်တစ်ချက်ဒီအနဲ့တန်းရဲ့တပင်ကျော်မှာနောက်ပိတ်ခွန်းနောက်ပိတ်3နောက်ပိတ်3နောက်ပိတ်ခွန်းနှစ်ချက်တုံညနှစ်ချက်ရိုက်သွားနော်တခါဒီအနဲ့တန်းရဲ့တပင်ကျော်မှာနောက်ပိတ်2နောက်ပိတ်1နောက်ပိတ်1နောက်ပိတ်6တုံည3ချက်ရိုက်သွားပြီအဲ့တော့ဒီအနဲ့တန်းရဲ့အောက်ကြည့်လိုက်တော့နောက်ပိတ်3နောက်ပိတ်3ညနောက်ပိတ်4နောက်ပိတ်3တုံည4ချက်ရှိသွားပြီအဲ့တော့ကြည့်ရဒီအနဲ့တန်းရဲ့အောက်တပင်ကျော်မှာနောက်ပိတ်9နောက်ပိတ်4နောက်ပိတ်5နောက်ပိတ်9အဲ့ဒီတုံညတွေဒီ4ပင်တစ်ခတ်တစ်ဖြတ်နှုံးနဲ့သွားရတာ9ကပြီးတော့9လေးလီ20အဲ့ဒီ9လေးလီ20တိဖြစ်ထားတဲ့ကိန်းတော်မလို့ဒီခုဒီနေ့ပွဲဒီထေကြီးကို4နဲ့ပေါင်းတဲ့ကိစ္စအပင်20တီးသွားတာအဲ့တော့ဒီကိစ္စဒီဘယ်လိုဆက်သွားတယ်လဲကျွန်တော်ကြည့်မယ်ဒီကိစ္စဆက်သွားပုံကိုကျွန်တော်ဆက်ကြည့်နေရနော်ကြည့်တော့အဲ့လိုသွားကြည့်အောင်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပထမ4ပင်မှာမဖြစ်ခဲ့ဘူးဒုတိယဒီပင်မြောက်စဖြစ်လာကြည့်အောင်လားဒီမှာရှိတဲ့9ပရိတ်အဲ့ဒီ9ပရိတ်ကအဲ့ဒီနေတဲ့မှာ9ထိပ်မြောက်မှာထွန်းမဲ့9ထိပ်နဲ့30ရက်ခဲ့ပြီ3ညပေါ့နော်အဲ့လိုဆိုရင်ဒီအနဲ့တန်းရဲ့အောင်2ပင်ကျော်ကြည့်ဒီမှာရှိတဲ့ခွန်ပရိတ်သူ့ရဲ့တောင်းပြနှုတ်ထင်းနဲ့3ညရက်ခဲ့တယ်နှခါရိုက်ပြီနော်အဲ့လိုဆိုရင်တခါဒီအနဲ့တန်းရဲ့2ပင်ကျော်ကြည့်လိုက်ဒီမှာရှိတဲ့ခွန်ပရိတ်သူ့ရဲ့တောင်းပြန်မှာ3ထိပ်နဲ့3ညရိုက်ပြန်ဟုတ်ပြီအဲ့ဆို तू ကနေဒီအနဲ့တန်းအောင်2ပင်ကျော်ကြည့်လိုက်ဒီမှာရှိတဲ့4ထိပ်ဟောလေ4ပရိတ်အဲ့4ပရိတ်ကလည်းသူ့ရဲ့တောင်းမှာ6ထိပ်နဲ့3ညရိုက်ခဲ့ပြန်ပြီအဲ့ဆိုကျွန်တော်ကကြည့်ရဒီအနဲ့တန်းအောင်2ပင်ကျော်မှာကြည့်မှာဆိုရင်ဒီမှာရှိတဲ့9ပရိတ်9ပရိတ်ကကျွန်တော်20ချိန်မှာ1ထိပ်နဲ့3ညရိုက်ခဲ့တယ်အဲ့တော့တကက်2ကက်3ကက်4ကက်5ကက်ရှစ်အတိတ်ဘက်မှာဖြစ်ခဲ့တဲ့10လေးလုံးတန်းချင်း10ရဲ့မိကို5ခုဒီ5ခွက်ကဖြေသွားတာအဲ့ဒါကြောင့်မလို့အဲ့လေးတွေတဲ့လေးနဲ့ပေါင်းရင်သေတဲ့ကိစ္စလည်းကိစ္စပြီးသွားပြီအဲ့တော့ဒီချိန်ကြီးဒီတိုင်း30ဖြစ်ကြတော့ဒုတိယဘွဲဘာဆက်လိုက်သေးလဲကျွန်တော်ဆက်ကြည့်ရနော်ဒုတိယဘွဲဆက်လိုက်တယ်အဲ့တော့ဒီ9ထိပ်ကဒီ9ထိပ်ကဒီရောက်ကနေ6ထိပ်က3ညရိုက်ပြန်ပြီတစ်ချက်နော်ဒါဒီမေးခွန်းကိုဒီမေးခွန်းကဖြေလိုက်ပြီဒုတိယတစ်ချက်2ထိပ်က5ထိပ်က3ထိပ်က3ညရိုက်ပြန်ပြီ2ချက်ဒီမေးခွန်းကိုဒီမေးခွန်းကဖြေလိုက်ပြီဒီမေးတဲ့မေးခွန်းကိုဒီမေးခွန်းဖြေလိုက်ပြီတက်တဲ့တစ်ချက်4ထိပ်က10ထိပ်က10ထိပ်က3ညရိုက်ပြန်ပြီဒီမှာတဲ့ဒီနှလုံးဒီလေးလုံးပေါင်းနဲ့ပရိတ်နဲ့ထိပ်ကြီးနဲ့ပေါင်းတဲ့3ညကိုဒီ3လုံး3ညနဲ့ပြန်ဖြေခဲ့တယ်အဲ့လိုဆိုရင်ကျွန်တော်ကဆက်ကြည့်မယ်ဒီပရိတ်လေးနဲ့6ထိပ်နဲ့3ညဖြစ်သလို2ထိပ်9ထိပ်9ထိပ်3လုံးပေါင်း3ညပြန်ရိုက်ပြန်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကပြီးကြတဲ့ကရိုက်သလားပရိတ်9နဲ့1ထိပ်နဲ့3ညဖြစ်သလို3ညထိပ်10ထိပ်2ထိပ်30ရက်ခဲ့ဒါကျွန်တော်တို့ကဒီ9ပြားလာမဲ့ကိန်းကိုလည်းမြင်တယ်4ပြားဖြတ်ဝင်နေရလည်းမြင်တယ်အဲ့တော့ဒီ9ပြားဒီဒါအလုံးလုံးနေ9ပြားအလုံးလုံးနေ9ပြားရဲ့ system ကိုကျွန်တော်ဆက်သွားကြည့်မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကအခုဒီပွဲကိုဘယ်လိုသွားမလဲကြည့်မယ်နော်ကြည့်အောင်
ဒီလို30ဖြစ်လို့ဒီလို30ဖြစ်လို့ဒီ6ထိပ်ဒီခိုးပိတ်နှလုံးနဲ့3လက်ပြဖြစ်ပြန်ဒါတသန်းနဲ့အတန်ကိုမယိုးဟုတ်ပြီနော်ဒီပရိနဲ့ထိပ်ကြီးနဲ့3လက်ဖြစ်လို့ဒီဘွီးပုံနံ3လက်ဖြစ်လို့ဒီ6ထိပ်ဒီနှစ်ပိတ်နှလုံးနဲ့10ပြန်ဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဒီခွန်ပရိနဲ့3ထိပ်နဲ့3လက်ဖြစ်လို့ဒီဘွီးပုံနံ3လုံး3လက်ဖြစ်လို့3ထိပ်ဒီနှစ်ပိတ်နဲ့5ပိတ်နဲ့3လက်ပြန်ဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်ကြည့်အောင်မယ်ဒီပရိနဲ့6ထိပ်နဲ့3လက်ဖြစ်လို့ဒီဘွီးပုံနံ30ဖြစ်တယ်လို့6ထိပ်10ပိတ်6ပိတ်6 8 6 3လက်ပြန်ဖြစ်ခဲ့တယ်ကဲအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီပွဲ last time နောက်ဆုံးပွဲနော်ဒီလူကတော့3ညနဲ့မေးခဲ့ပြီဒီလူက3ညမေးခဲ့ပြီအဲ့ဆိုကျွန်တော်တို့ကအဖြေကမောဒရာအမယာမေးတယ်လို့ပေါ့လက်တီးထုတ်ပြမေးလိုက်ပြီခင်ဗျားတို့လက်ဝါးဖြန့်ဖြီနေတာဖြီတော့နှစ်ထိတ်ကဲနှစ်ပိတ်ကဲ6ပိတ်ကဲ3ညရချင်းဒါသူစစ်စတန်တိုင်းသွားနေတာဘာကြောင့်လဲဆိုတော့မြုပ်ရမယ်ကနန်းမြုပ်ပြီးသွားတာမှန်တယ်အဲ့တော့သူဘာရင်းနဲ့ဆက်သွားသေးလဲကျွန်တော်ကြည့်ရကြည့်မယ်နော်အဲ့ဒီမှာသူဘာရင်းနဲ့ချိတ်ထားတယ်လဲကျွန်တော်ကြည့်ရဒီငါးပြားကိုငါးပြားချင်းရှင်းကြည့်မယ်2009ခုနှစ်မှာတက်ခါရှိတယ်ဒီမှာအနက်တန်းအောက်ပဲတက်ခါရှိတယ်၄ပင်ကပ်ပေါ့၄ပင်တကပ်ပေါ့ဒီမှာ3ပင်ကျော်4ပင်ကပ်ပဲတက်ခါရှိတယ်ဒီမှာ3ပင်ကျော်4ပင်ကပ်ပဲတက်ခါရှိတယ်ဒီမှာ3ပင်ကျော်4ပင်ကပ်ပဲတက်ခါရှိတယ်အဲ့တော့ဒီတက်ခါဒီတစ်ချက်နှစ်ချက်3ချက်4ချက်5ချက်သူကလည်း5ပြားကစားထားတယ်ဟုတ်တယ်သူလည်း5ပြားကစားဆိုလို့သူလို့ဘယ်သူများကစားသေးတယ်ကျွန်တော်ကြည့်မယ်အဲ့ဆိုရင်2019ကိုရွှေ့လိုက်မယ်ရွှေ့လိုက်တော့2019ခုနှစ်5ချိန်ကအခွတ်တက်ကတပင်ကျော်ကနှစ်ခါရယ်3မောက်ဖြစ်တယ်ဟုတ်ပြီနော်အဲ့ဆိုသူကအနှစ်တိုင်းအောက်ကရယ်လေဒီမှာလဲအခွတ်9ရယ်တပင်ကျော်4ခါရယ်3မောက်ဖြစ်တယ်ကျွန်တော်အဲ့တော့အနှစ်တိုင်းအောက်လေးပဲကျွန်တော်ကြည့်လေရလည်းတိုက်ဖြစ်အခွတ်30ရယ်တပင်ကျော်3ခါရယ်3နားဖြစ်ပြန်တယ်ဟောလေ3ဖြစ်ပြန်တယ်ဒီနှစ်တိုင်းအောင်မှာအကွာ4ရယ်9ခါရယ်3ဖြစ်ပြန်တယ်ကြည့်ရအကွာ4ရယ်9ခါရယ်3ဖြစ်ပြန်တယ်အဲ့တော့ तू ကတကက်နှစ်ကက်3ကက်4ကက်5ကက်သူလည်း5ကက်ဖြစ်ခဲ့အဲ့ဒီတော့ကျွန်တော်တို့ကဒီမီးတဲ့မိကွန်းလေးဒီ1ရယ်3ရယ်5ချက်စီဖြစ်ခဲ့1ပိုင်3ပိုင်ဖြစ်ဖို့ဆိုရင်ဘယ်နံပါတ်မျိုးကဖြစ်မလဲဆိုလို့ရှိရင်ဒီနှစ်ခတ်နဲ့ရှင်မကနာကရှိ3ပါဝါနဲ့ရှင်မကနာရှိအဲ့တော့သူတို့နှစ်ယောက်ရဲ့အပိုင်ဒီရှစ်ဖြစ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာရှစ်ကိန်းနေရှိတယ်လားရှားကြည့်ကြည့်ရဒီရှစ်ခါရဲ့ဒီနှစ်ခါရဲ့ဒီပဲရှစ်ပိတ်ရှစ်ပေါက်ရတယ်တပြားသွားနေပြီဟုတ်ပြီနော်ဒီ9ခါရဲ့ဒီ9ခါရဲ့ဒီ4ပိတ်ရှစ်ပေါက်ဖြစ်ပြန်နှစ်ပြားသွားပြီနော်ကြည့်အောင်ဒီ9ခါရဲ့ဒီ6ခါရဲ့ဒီခွန်ပိတ်3ပြားသွားပြီအဲ့ဆိုကျွန်တော်4ပြားထိဆက်သွားလာကြည့်မယ်ပေါ့ခွန်ခါရဲ့9ခါရဲ့2ခါရဲ့ဟုတ်ပြီအဲ့လိုဆိုရင်ဒီပွဲဒီဒါသွားနိုင်ဖို့အတွက်ကျွန်တော်တို့ကဒီဘက်မှာရှိနေတာက9ခါရှိတယ်3ပဲရှိတယ်ရှစ်ဖြစ်ဖို့ရေးဆိုရင်ကျွန်တော်တို့ကဒီမှာအလဲက3လက်ထက်ရဟုတ်ပြီဒါက6 3ညဆိုတဲ့အ
အတွဲတော့ရတယ်အဲ့တော့ဒီ63ညဒီသူ့အနေနဲ့ဒီပင်ကို9ပြားအထိကစားမှာဆိုရင်3ညခါ6ပိတ်ဒီအတွဲလိုက်ထွက်လာလိမ့်ဒိုရီမှမဟုတ်ရန်တဲ့ဖော်မြူလာအရာတွေနဲ့ရန်တဲ့ system တွေနဲ့ရန်ချိတ်မယ်ဆိုရင် तू ကထွက်နိုင်ဘူးသို့သောဒီဟာဒီချိတ်စည်းကို4နဲ့ပေါင်းရင်တည်ခဲ့တာအပင်20ဖြစ်တဲ့အတွက်ဒါဒီပင်20မြောက်ဖို့အတွက်9လေးလီ20 9ပြားမြောက်ဖို့အတွက်ကို3ညခ6နောက်ပိတ်အဲ့တော့ तू ကအဲ့လိုတင်လားကကြည့်အောင်နော်အဲ့လိုတင်လားဆိုတော့ဒီမှာဘယ်လိုဖြစ်လာလဲနော်ဒီကစဖြစ်တယ်ငါထိတ်3ညဖြစ်ပြန်တယ်3ညတစ်ချက်ပြောနေပြီနော်ဒီအထက်မှာဖြစ်သလားမဖြစ်ဘူးဒါလည်းကျွန်တော်ရှင်းပြမယ်ဒါတစ်ချက်ဖြစ်ပြန်ပြီကြည့်ရကြည့်ရ3ညထိတ်8ထိတ်နှစ်ပိတ်3ညဖြစ်ပြန်တယ်ကဲအဲ့ဆိုရင်ကြည့်ရတက်တရားပြဖြစ်သလားကြည့်ရ6ထိတ်6ထိတ်8ပိတ်3ညဖြစ်တယ်အဲ့လိုဆိုရင်3ပြားတော့ဟုတ်ပြီ4ပြားကိုဖြစ်မှာလားကဲ4ပြားဖြစ်မဖြစ်ကိုကျွန်တော်ကရှေ့မှာဘက်ကိုအကြောင်းပြန်ရှာကြည့်မယ်နော်4ပြားခင်းထားတာရှိသလားသူကြည့်မယ်အဲ့လိုရရှာကြည့်မယ်ရှာကြည့်လိုက်တော့ကျွန်တော်ဒါဘယ်နှခုနှစ်တည်းဆိုတော့99ခုနှစ်နော်99ခုနှစ်ဒီ441ဆိုတဲ့ကဏ္ဍ441ဆိုတဲ့12ကြိမ်ကဏ္ဍအစောနာဒီဘက်ခါတွေကနောက်ပိတ်တွေနော်အခုကဒါရွေ့သွားမယ်ထိပ်ကြီး6ထိပ်ကြီး4ထိပ်ကြီး6ထိပ်ကြီး3ထိပ်ကြီး9 3ညဖြစ်တယ်အဲ့ဒီ3ညဖြစ်တယ်လို့ဒီဘက်2နှစ်ချလိုက်တော့ထိပ်ကြီး1ထိပ်ကြီး1ထိပ်ကြီး1ရှစ်3ညဖြစ်တယ်4လုံး3ညကို3လုံး3ညနဲ့ပြန်ချုပ်တယ်သူလဲဒါအငက်တန်းရဲ့ကရက်ကလေးမှာဖြစ်တာဆိုတော့ကျွန်တော်ကြည့်ရထိပ်ကြီး3ထိပ်ကြီး3ညထိပ်ကြီး5ထိပ်ကြီး2 3ညဖြစ်ပြန်ပြီသူ့ရဲ့2နှစ်ချမှာထိပ်ကြီး4ထိပ်ကြီး9ထိပ်ကြီး9 3ညဖြစ်ပြန်ပြီဟုတ်ပြီနော်အဲ့တော့ထပ်ကြည့်မယ်တရရရဒီအငက်တန်းရဲ့အထက်ကလေးမှာထိပ်ကြီး3ထိပ်ကြီး6ထိပ်ကြီး1ထိပ်ကြီး3ညဖြစ်ခဲ့ပြန်ပြီအဲ့ဆိုဒီဘက်မှာရှိရထိပ်ကြီး9ထိပ်ကြီး8ထိပ်ကြီး9 3ညဖြစ်ခဲ့ပြန်ပြီအဲ့ဆိုကျွန်တော်ဒီမှာဆက်ကြည့်မယ်ဒါအငက်တန်းနောက်ပိတ်အငက်တန်းရဲ့အထက်ကဆိုတော့နှစ်ပိတ်ကနာ1 3ညဖြစ်သလားထိပ်ကြီး1ထိပ်ကြီး6ထိပ်ကြီး3ညထိပ်ကြီး3ညဖြစ်ခဲ့တယ်လို့ထိပ်ကြီး5ထိပ်ကြီး6ထိပ်ကြီး9 3ညဖြစ်ခဲ့သူဒီ4ပြားစနစ်နဲ့4လုံးတန်း3ညကို3လုံးတန်း3ညနဲ့လုပ်တယ်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 အဲ့ဒီတော့သူကဒီနှစ်ထဲမှာဘာကိုအကူရိုက်လာတယ်လဲသူတို့ကြည့်အောင်နော်ဒီကိုခါဖြစ်ဖို့ရေးဒါကျွန်တော်တို့ကဒီအထက်ပြားကျွန်တော်တို့ကဒါမပါတော့ဘူးဒါ၄ပြားအတွက်ဆိုတော့၅ပြားအတွက်သွားတာဒါ၄ပြားအတွက်သွားမယ်တပြား2ပြား3ပြား4ပြားဆိုချုပ်ကြည့်မယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ねဒီကိုခါဆိုတဲ့ကနန်းဒီနောက်ပိတ်3ရယ်ဒီဘက်က3 5တွဲရယ်3လုံးပေါင်းတက်နေဒီကိုခါနဲ့3ညပြရိုက်ခဲ့တယ်3ညရိုက်ခဲ့တယ်လို့5ပြားဒီ4ပြားမှာဒီ5ပြားမှာ8ရိုက်ခဲ့တာနော်အဲ့ဆိုရင်ဒုတိယဒီ6ခါလေးရတယ်တင်းနောက်ပိတ်က
ရှစ်ထိတ်က9ခါရဲ့3လုံးပေါင်း4နဲ့6ခါနဲ့3ညရိုက်ခဲ့ပြန်တယ်3ညရိုက်သူဒီ3လုံးလည်းရှစ်ချုပ်တာအဲ့ဆိုကျွန်တော်တက်တယ်ဗျာကြည့်အောင်9ဘိတ်က60ခွန်တွဲရဲ့3လုံးပေါင်း1ဖြစ်နေတော့6ခါနဲ့3ညရိုက်ပြန်တယ်သူက4လုံး3ညရိုက်တယ်လို့3လုံးရှစ်နဲ့ချုပ်တာဟုတ်ပြီအခုကျွန်တော်တို့ဒီဘက်ကြည့်အောင်3ဘိတ်က25ရှိတွေရဲ့3ညဖြစ်နေတယ်3ညဖြစ်ဖို့ရေးကျွန်တော်3ညခါဒီ3လုံးရှိဖို့ရေး3ညခါအဲ့တော့အဲ့ဒီ3ညကိုရိုက်လိုက်တဲ့အတွက်ဒီ4လုံး3ညရိုက်ပြီးဒီ3လုံးလုံးပြန်ခွေမယ်ဒါတစ်ချက်မိကိုတစ်ချက်ကိုပြန်ထောက်တာဒီ4လုံး3ညကိုရိုက်ပြီးဒီ3လုံး3ညပြန်ခွေမယ်အဲ့တော့ဒီ4လုံး3ညရိုက်ပြီးဒီ3လုံး3ညပြန်ခွေမယ်အဲ့ဆိုရင်ဒီ4လုံး3ညကိုရိုက်လိုက်ပြီ3လုံးပေါင်းရှစ်နဲ့ရိုက်တာအဲ့တော့ဒီ3လုံးကျွန်တော်တို့က3ညဖြစ်ဖို့ရေးရှစ်ထိပ်ရှိတယ်နှစ်ပိတ်ရှိတယ်3ညထိပ်နဲ့3ညဖြစ်အဲ့တော့ဒါဒီအရင်ဖန်နေနဲ့မတူတဲ့စနစ်ကွဲလို့တော့ဒီနံပါတ်ကလည်းအင်မတန်ကြောက်စရာကောင်းတယ်ဘာကြောင့်လဲဆိုတော့မြုပ်ထားတဲ့ကဏ္ဍကိုလည်းမြုပ်ထားခဲ့သလိုဖော်ပြခဲ့တယ်သူ့အချိန်ကြာတဲ့အချိန်အဲ့ဒါကြောင့်မလို့အခုကဒီ3ည3ည6ကိုထိုးပါ6 3ည6ဆိုတဲ့နံပါတ်ဒီလေကျွန်တော်တို့ကဖိုင်းကရှိနေတဲ့အတွက်ကိုဒီဘက်မှာရှိတဲ့လေးခါဒီပရိရဲ့အောက်မှာရှိတဲ့ဒီ6 3ည6ဒီတဲ့အနေနဲ့ဒီနေ့ထဲမှာကြာရအကြောင်းရှိတယ်အဲ့တော့3ည3ည6ကိုထိုးပါ6 3ည6ကို9 3ည6တို့အဲ့ဒီနံပါတ်မျိုးတွေကိုရမ်းလိုက်ပါအားလုံးအောင်မြင်ကြပါစေဖိုင်ကလေးရှိသွားပြီနော်